Balenciaga ဆိုတဲ့ brand မရှိတော့ပါဘူး Balenciaga ရဲ့တမိုင်းက2025ဇူလိုင်လမှာပဲအဆုံးသတ်သွားခဲ့ပါပြီဈေးကြီးတဲ့အမှားအိတ်တွေဈေးကြီးတဲ့တပတ်တွေဈေးကြီးတဲ့အင်ကြီးအပြဲတွေဈေးကြီးတဲ့အာလူးကျော်အိတ်တွေကိုထုတ်လေ့ရှိတဲ့ Balenciaga မှာ creative director အဖြစ်လုပ်ကိုင်နေတဲ့ Damina Gvasalia ဆိုတဲ့ဘဲက Balenciaga ကနေနှုတ်ထွက်သွားပြီး Gucci စီကိုပြောင်းရွှေ့သွားပြီးဆိုတဲ့သတင်းထွက်ချင်းမှာ Balenciaga fan တွေနဲ့ Gucci fan တွေရဲ့ကြားမှာမေကွန်ထုတ်ဆရာတွေအငင်းပွားမှုတွေနဲ့တော်တော်လေးဆူပူလာတယ်ပြီးတော့ဒီ2022တုန်းကဖြစ်ခဲ့တဲ့ campaign ရှုပ်တော်ပုံအကြောင်းလေးလည်းနည်းနည်းပြောရအောင်မယ် You know what I'm saying right ငါဒီအကြောင်းကိုတော့နည်းနည်းလေးပြဿနာရှိလို့ပုံနေတော့ထည့်မပြတော့ဘူးသိချင်နေဆိုရင်မင်းတို့ဒီဗီဒီယိုကိုစောင့်ကြည့်ပြီးသွားရင် Google search မှာ Balenciaga gift shop campaign ဆိုပြီးတော့ရိုက်ရှာကြည့်လိုက် Okay yo Let me tell you my opinion ငါနဲ့ဒမနာနဲ့ပဲတူနေလို့လာတော့မသိဘူးသူလောက်ထားတာကအဲ့လောက်ကြီးလဲစိုးမနေပါဘူးလို့ပဲမြင်တယ် Yo Damina I'm your twin my boy ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒမနာကိုယ်တိုင်ကတော့မှားပါတယ်လို့အဝင်ခံခဲ့ရတယ်ဒီဖြစ်ရက်က Balenciaga ရဲ့ image ကိုတော်တော်လေးထိခိုက်စေခဲ့တယ်ဒါပေမဲ့ Kirin Group ကတော့ဒမနာကိုထုတ်ပြမဲ့စားလူတိုင်းတစ်ခါမှားပိုင်ခွင့်ရှိတယ်ဆိုပြီးဒမနာကိုကာကွယ်ပြီးပြောပေးခဲ့တယ်ဘယ်ထုတ်မှလဲဒီကောင်ကငွေထုတ်ဆက်ကြီးဖြစ်နေတာပြောမယ်ဆိုရင် Balenciaga နဲ့ Gucci ဆိုတာကညီအကိုတွေသူတို့ရဲ့မိခင်ကုမ္ပဏီ Kirin Group ဆိုတာရှိတယ် Kirin Group မှာသားတွေအများကြီးရှိတဲ့အထက်ကမှ Gucci ဆိုတဲ့ကောင်ကတော့အချမ်းသာဆုံးကောင်ပေါ့ဒါပေမဲ့2024မှာတော့ Gucci ရဲ့ရောင်းအားတွေက 23% အထိကျဆင်းသွားခဲ့တယ်ဆိုတော့ဒါက corporate world မှာဆိုရင်အရေးပေါ်ခေါင်းလောင်းထိုးရမယ့်အခြေအနေပဲ You know what I'm sayingဆိုတော့ဒီဘက်မှာဒမနာကိုကြည့်သူက2015မှာ Balenciaga ရဲ့ creative director ဖြစ်လာခဲ့တာ Balenciaga မှာဒမနာလုပ်ခဲ့တဲ့10နှစ်အတွင်းမှာ Balenciaga ကိုဒေါ်လာ350မီလီယံကနေပြီးတော့ဒေါ်လာ2ဘီလီယံအထိရှာပေးနိုင်ခဲ့တယ်ဆိုတော့ Kirin Group ရဲ့ CEO ရဲ့အမြင်မှာဒမနာက Gucci လိုအပ်နေတဲ့အသက်ကယ်စီတစ်လုံးဖြစ်သွားတယ် You know what I'm saying Kirin Group ကသူ့ရဲ့သားတွေကိုဒီဇိုင်းပိုင်းဆိုင်ရာတွေကိုတော့ကိုယ်ပိုင်စိတ်တိုင်းကျလုပ်ပိုင်ခွင့်ပေးထားတယ်ဒါပေမဲ့စီးပွားရေးပိုင်း management တွေကိုတော့ Kirin Group ကကင်တွယ်တယ် Gucci ကိုကယ်တင်ရမယ့်သူကဒမနာပဲဆိုပြီး Kirin Group ကဆုံးဖြတ်လိုက်တယ်ဒီဆုံးဖြတ်ချက်က fashion world တစ်ခုလုံးကိုတော်တော်လေးတုန်လှုပ်သွားစေခဲ့တယ် Kirin Group ရဲ့ stock ဈေးတောင်မှ 10% လောက်အထိကျဆင်းသွားတယ်ငါအမြင်ပြောရရင်လည်းဒီဒမနာနဲ့ Gucci ဆိုတာကလုံးဝမ asset တဲ့အရာကြီးပါငါဘဝမှာအကယ်၍ဆိုတဲ့အနေနဲ့တောင်မှတွေးတောင်မတွေးကြည့်ခဲ့ဘူးဒမနာကို Gucci ကိုပို့ပြီးသွားတော့ Balenciaga မှာဒမနာရဲ့နေရာကို Pier Paolo Piccioli ဒီဘဲရောက်လာတယ်ဒီဘဲကဒီလိုအယောင်သွေးတွေစုံလင်ပြီးတော့ romantic beauty လိုမျိုး design တွေနဲ့နာမည်ကြီးတယ်ပြောမယ်ဆိုရင် Balenciaga ကိုအမှောင်ထဲကနေပြန်ဆွဲထုတ်ပြီးတော့အလင်းဆက်ပြန်သွင်းမဲ့ကောင်းကြီးပေါ့ပြီးတော့မင်းတို့သိလားဒီဘဲရဲ့ Instagram account မှာ2018လောက်တုန်းကပထမဆုံးတင်ခဲ့တဲ့ post လေးက The Met Chloe Stories ဆိုတဲ့ပြတိုင်းမှာ2018တုန်းကကျင်းပခဲ့တဲ့ပြပွဲမှာပြထားတဲ့မင်္ဂလာဆောင်ဝတ်စုံလေးဒီဝတ်စုံလေးက Balenciaga ကိုစတင်တည်ထောင်ခဲ့တဲ့ Cristobal Balenciaga ရဲ့အနားယူကာနီမှာဖန်တီးခဲ့တဲ့အကျော်ကြားဆုံးဒီဇိုင်းတွေကတစ်ခုပေါ့ဒါကကန်ဂျမာလို့တောင်ပြောရမလားပဲဆိုတော့ Piccioli ရဲ့ပထမဆုံး Balenciaga Fall Winter 26 show မှာဆိုရင် Claire Oscar လင်းနဲ့အမှောင်ဆိုတဲ့ title ကိုသုံးသွားခဲ့တယ်ဒီ show ကိုကြည့်လိုက်မယ်ဆိုရင်လည်း show ရဲ့အစပိုင်းမှာအနက်ရောင်တွေကိုပြပြီးနောက်ပိုင်းမှာတဖြည်းဖြည်းအယောင်စုံတွေပါဝင်လာပြီးတော့အမှောင်ထဲမှာအလင်းစီတို့ခီးစဉ်ဆိုတဲ့ပုံစံမျိုးနဲ့ show ကိုပုံဖော်ပြသွားခဲ့တယ်။ဒါတော့မင်းတို့သိလားဒီဘဲက Balenciaga ကိုလာပြီးတော့ရောင်စုံဘောလုံးရောင်းမဲ့ကောင်ကြီးဒီနေရာမှာ audience တွေကနှစ်ချမ်းကွဲကုန်တယ်ဒါက Balenciaga မဟုတ်တော့ဘူးဆိုတဲ့အဖွဲ့နဲ့မျက်လုံးထဲမှာကြည့်ရတာပိုအဆင်ပြေလာတယ်ဆိုတဲ့အဖွဲ့ငါတို့ကတော့ပထမအဖွဲ့တွေကပဲငါတို့အတွက် Balenciaga ရဲ့တမိုင်းကဒီမှာပြီးသွားပြီOkay ဆိုတော့ဒမနာက gift shop campaign ကြောင့်ထုတ်ခံလိုက်ရတာလည်းမဟုတ်ဘူး Gucci ကိုကယ်တင်ပေးဖို့အတွက်ထွက်သွားတာ Alright so let me ask you မင်းက Balenciaga အစ်စ်ကိုကြိုက်လားဒါမှမဟုတ်ဒမနာခစ်က Balenciaga ကိုပဲကြိုက်လားအောက်မှာရေးခဲ့နောက်မှပြန်တွေ့မယ်နေ follow နဲ့ subscribe လေးလုပ်ခဲ့ပေးအောင်တတ